မလားပါ AI Editor ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြပေးတော့မှက AI Editor ရဲ့ပိတ် version တွေကိုကျွန်တော်တို့ဘယ်လိုသုံးရမလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ free ရတော့ရှင်းပါတယ်ဘာမှလုပ်လို့မရပါဘူးကျွန်တော်တို့ပိတ် version မှာတော့အများကြီးလုပ်လို့ရတာမလို့ကျွန်တော်ဒီပိတ် version ကိုကျွန်တော် guide လုပ်ပေးတာပါအဲ့တော့ကျွန်တော်တို့ပိတ် version မှာကျွန်တော်တို့သုံးမဲ့စသုံးဖို့ဆိုရင်ကျွန်တော်တို့ဒီ AI Editor တော့ app ပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ်ဆိုကျွန်တော်တို့ Chrome web version ဆိုတာနှိပ်လိုက်ပါဒီ download Android ကနေပြီးတော့လည်းသုံးလို့ရပါတယ်ဒါကတော့ key user တွေပဲသုံးလို့ရမှာပါအဲ့တော့ကျွန်တော်တို့ဒီ Chrome web version ကိုနှိပ်လိုက်ပါမယ် Chrome web version ကိုနှိပ်လိုက်မယ်ဆိုကျွန်တော်တို့ဒီထဲကိုဒါကကျွန်တော် login ဝင်ပြီးသားကြီးမလို့ပေါ့နော်အဲ့ဒါဆိုကျွန်တော် sign out လုပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ဒီ key ကိုပိတ်ချလိုက်ပါမယ်ဒီပိတ်ချလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ key ဖြစ်ဖြစ်ဒီ sign in ဝင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်အခုကိုရွေးချယ်ထားတဲ့ဟာဟုတ်ပေါ့နော်အဲ့တော့ကျွန်တော် activate line ကိုနှိပ်လိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ login ဝင်သွားပြီပေါ့နော် login ဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ reset ဆိုတာကိုနှိပ်လိုက်ပါ reset ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီနှစ်မျိုးရှိရပေါ့နော်200ရန်နဲ့900ရန်ဆိုပြီးနှစ်မျိုးရှိပါတယ်အဲ့တော့ကျွန်တော်200ရန်ကိုကျွန်တော်အရင်ရှင်းပြပါမယ်အဲ့200ရန်ကိုကျွန်တော်တို့ဒီမှာသုံးဖို့အတွက်ကျွန်တော်တော့ဟိုတောင်းတုံးရင်းဟာလေးကိုကျွန်တော်ယူထားတယ်ကျွန်တော်ဒီလိုမျိုး link တွေကျွန်တော်တို့လို့ရပါတယ် PNB ထဲမှာကျွန်တော်ဒါမျိုးတွေကိုဘယ်လိုရှားရမလဲဆိုတော့ပြပြပေးတာပါတယ်အဲ့တော့ AI ကဘယ်လို link တွေ support လဲဆိုတော့ပေါ့နော်အဲ့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီဟာကို copy ယူလိုက်မယ်ပေါ့နော်ကျွန်တော်တို့ copy ရင်လေးယူလိုက်မယ် copy ရင်လေးယူပြီးတော့ကျွန်တော်တို့ဒီမှာဒီပေါ်ကိုပိတ်ချလိုက်ပါပေါ့နော်ဒီဟာလေးတွေကိုကျွန်တော်တို့ပိတ်ချလိုက်ပါမယ်အဲ့တော့ကျွန်တော်ပိတ်ချလိုက်ပါပြီအဲ့တော့ဒီ link မားတွေပါအဲ့ဒါဆိုကျွန်တော်တို့ဒီမှာဒီမလိုတဲ့ခါတွေကိုဖြတ်လိုက်ပါကျွန်တော်တို့ဒီမလိုတဲ့ဟာတွေဖြတ်လိုက်မှာပေါ့နော်ဟိုနေရာရှုပ်နေရပါအဲ့တော့ကျွန်တော်တို့ဒီမှာ login page ဖြစ်သွားပြီပေါ့နော်နောက်တော့ဆောင်ဝေးလိုက်ပါကျွန်တော်တို့ editor ကိုသုံးဖို့အတွက်သူကဒီ login page ပြနေရပါဒီယူထုတ်ပေးနေအဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဒီဟာအဲ့ဒါလေးဆောင်ရင်ဒီမှာရေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီ mini white glove Microsoft ဆိုပြီးရှိပါတယ်ဒီ mini ရဲ့ white glove ရဲ့300ပါ Microsoft က200ပါအဲ့တော့ကျွန်တော်တို့ဒီ mini white glove ကိုကျွန်တော်နှိပ်ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ white glove ကဒီကောင်ကိုကျွန်တော်ရေးပေးလိုက်မယ်အဲ့ဒီကျွန်တော်ထုတ်ပြပေးနေရဆိုကျွန်တော်ဒီ mini ပဲတုံးပြလိုက်မယ်နော်ကျွန်တော် white glove လေးကကျွန်တော်တို့အဆင်ပြေတဲ့အခါရှိလို့မပြေတဲ့အခါရှိပါတယ်ကျွန်တော်တို့ဒီအများကြီးတော့ဆင်ပြေနေမှာတော့မဟုတ်အများအားတော့ဆင်ပြေနေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ translate ကိုကျွန်တော်တို့ကိုရွေးချင်တဲ့ဟာကိုရေးလိုက်ပါမြန်မာကိုရေးလိုက်ပါမယ်ကျွန်တော်ကဒါဆိုကျွန်တော်တို့ဒီမှာ background music ဆိုတာကိုကျွန်တော်ပြပါမယ် background music ကကျွန်တော်တို့ဒီလိုမျိုးဗီဒီယိုတွေမှာနောက်ခံအတန်တွေပါပါတယ်中间只有一条狭窄的通道键就是မှာတော့တန်ဆိုပြီးနောက်မှာ background ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်ဒါလေးဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီတိကျပြီးတော့တိကျဘာသာပြန်ပေးနိုင်မယ်ပေါ့နော်အဲ့ဒါလည်းဘာသာလည်းပြန်ပေးနိုင်မယ်ကျွန်တော်တို့ဒီအဲ့ဒီအတန်လေးလည်းကျွန်တော်တို့ဗီဒီယိုထဲမှာပါလာမှာပေါ့နော်ဒါဆိုကျွန်တော်တို့ဒါလေးကိုဖွင့်ပေးလိုက်မယ်နော်ဒီမဖွင့်လည်းရတယ်ဒါကျွန်တော်တို့မဖွင့်ရင်ကျွန်တော်တို့လုံးဝတိတ်စိတ်ကြီးထွက်လာမှာပေါ့နော်ကျွန်တော်လေးဖွင့်ပေးလိုက်ရင်တော့ကျွန်တော် background music လေးနဲ့ထွက်လာလိမ့်မယ်အဲ့ဆိုကျွန်တော်တို့ဗာကြံလေးလေဒီမှာတန်ရတော့ကိုတိုက်တဲ့ဟာကိုစင်ပြီးလို့ရေးပေါ့နော်သုံးနေပါတွေကကိုစင်ပြီးလို့ရေးပါဒီမှာတော့ကျွန်တော်တို့ဒါ9 ratio စစ်စီပါအဲ့9 ratio စစ်စီကိုကျွန်တော်တို့ ratio ရင်ပြောင်းလိုက်တယ်နော်ကျွန်တော်9 ratio ဟိုစစ်စီ ratio 9ကို9 ratio စစ်စီပြောင်းလိုက်တော့ဒါလေးက preview လုပ်ပေးနေပြီပေါ့နော်အစောခဏစောင့်ပေးပါအဲဒီမှာ9 ratio စစ်စီပြောင်းသွားပြီပေါ့နော်ဒီ60 ratio 9နေပြီးတော့9 ratio စစ်စီပြောင်းသွားပြီကျွန်တော်တို့ဒီတက်ရဲ့ blur sign ကိုလည်းကျွန်တော်တို့ရပါပြီ blur ratio sign လည်းရပြီလို့ကျွန်တော်တို့ဒီ setting လေးကြည့်လိုက်ရအောင်ဆက်တိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီ blur ကိုယင်ကြည့်လိုက်မယ်နော်blur ပေါက်တစ်ခုထည့်လိုက်မယ်ဒီမှာတွေ့လားဒီမှာဖာလေးပါပေါ့နော်အစာလေးကိုကျွန်တော်တို့ဝယ်လိုက်မယ်ဗျာဝယ်ပြီးတော့ရင်ကျွန်တော်တို့ blur sign ရေးလို့ရပါတယ်ဒီ blur ဒီ logo အောက် blur ဒီမှာ Korean လို့ပါလို့ရှိပါတယ်အဲ့တော့ကျွန်တော်ဒီ logo ကိုသုံးလိုက်ပါမယ်ဒီ logo သုံးပြီးရင်ကျွန်တော်တို့ဒီစက်တိုင်တဲ့နေရာလေးရွှေ့ရမယ်စက်တိုင်တွေကိုကျွန်တော်တို့ color ရေးလို့ရပါတယ် color ကိုကျွန်တော်တို့အနီလေးရေးလိုက်ပါနော်ဒါဆိုကျွန်တော်တို့အနီလေးပြောင်းလိုက်ပါမယ်ရေးပြောင်းပြီးရင် logo ထည့်ပါမယ်ဒီမှာ font လေးရေးလို့ရရနော်အခက်ရကျွန်တော်တို့ဒီအခက်ရတော့အဲ့ဒါကြည့်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီတော့ AI ကို logo ဆိုတာလေးကျွန်တော်ယူလိုက်ပါမယ်ဒါလေးလုပ်ပြီးကျင်းကျယ်လို့ရပါတယ်ကျွန်တော် AI editor ကိုကျွန်တော်တောင်လေးမှာထည့်လိုက်ပါပေါ့ဗျာကျွန်တော်တို့ဒီမှာ
လာလဲရသွားပြီဆက်တိုက်တယ်လို့ကြာသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ဗာပြန်အောင်မယ်အဖက်ဆိုရင်ကျွန်တော်ဒီလိုမျိုးလုပ်လို့ရပါတယ်အဲ့ကျွန်တော်ဒီမတုံးတက်ဘူးဆိုဘာမှမလုပ်ပါနဲ့ဟုတ်ပါတယ်ကျွန်တော်ဒါဒီဘာမှမတုံးနိုင်ဘာမှမလုပ်ပါနဲ့အဲ့တော့ကျွန်တော်မေးပါထည့်လိုက်မယ်ဗျာလောက်ပါပဲဒီလောက်ဆိုရပါပြီကျွန်တော်တို့ဒီ frame ပြီးပြီပါလေးထည့်ခြင်းနဲ့ထည့်လို့ရပါတယ်အဲ့လို watermark ကျွန်တော် watermark ကိုကြည့်လိုက်မယ်ဗျာကျွန်တော်ပြင်းနေရလေးတွေ့လားမသိအဲ့ပြင်းနေရလေးကိုကျွန်တော်တို့ AI ကိုဆိုပြီးကြောင်းလိုက်မယ်ဗျာ AI ကိုဆိုပြီးကြောင်းလိုက်မယ်ဆိုတော့ကျွန်တော် AI ကိုလေးပြေးသွားပြီနော်ဆိုတော့ကျွန်တော်တို့ဒီမှာလုံးဝဒါပြေးသွားပြီပေါ့နော်ဒီလိုမျိုးဗီဒီယိုကြီးထွက်လာမှာပါအဲ့တော့ကျွန်တော်တို့ဒါကို copy cut ဆိုတာနှိပ်လိုက်ပါမယ်ဒုံရင်းကို copy cut နှိပ်လိုက်ပါမယ်ဆိုတော့ကျွန်တော်ဒီအဝိုင်းလေးဟိုကလဲမပြီးချင်းစောင့်နေပေါ့နော်ဆိုတော့ဗီဒီယိုလေး download လုပ်ရတာမလို့ကျွန်တော်နည်းနည်းတော့ကြာပါတယ်အဲ့တော့ကျွန်တော်ဒီမှာ quick job ဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်ဒီမှာလဲကျွန်တော်ပြီးဆိုရင်အမျိုးလေးဖြစ်သွားပြီဆိုတော့ကျွန်တော်ရပါပြီဒါဆိုကျွန်တော်တို့ထိုင်ဆောင်နေကြတော့မလိုဘူးပေါ့နော်ထိုင်ဆောင်နေလဲရပါတယ်အဲကျွန်တော်တို့မလွတ်တော့မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့စောင့်နေလိုက်ပေါ့နော်ကျွန်တော်တို့ဒီကောင်လေးကိုဘယ်လောက်ကြာလဲဒါလေးကိုကျွန်တော်ရှင်းရမယ်ကျော်စိတ်သက်သွားလေးရှင်းရမယ်အဲ့တော့ဒီမှာကျော်စိတ်သက်မှာကျွန်တော်တို့ကြည့်လိုက်ကြအောင်ဒီမှာ1945 1945ကျွန်တော်တို့ဗာလိုက်ကြာလိုက်ဆိုရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဒါဘယ်နှမိနစ်လဲကျွန်တော်တို့9မိနစ်နော်9မိနစ်ဆိုကျွန်တော်တို့ကဂျင်းမီတုံးလိုက်ပါတယ်ဂျင်းမီတုံးလိုက်တဲ့ဆိုတော့ဟုတ်တယ်9မိနစ်နော်9မိနစ်ဆိုတော့9:35ပါအဲ့တော့1500ကြာပါတယ်စက်တိုက်တယ်လေးကကျွန်တော်တို့4မိနစ်စာအတွက်245ကျကြာပါတယ်အဲ့တော့ကျွန်တော်တို့ဒီ4မိနစ်ဗီဒီယိုတစ်ပုဒ်ကိုထုတ်လိုက်တာ1945ကျကြာပါတယ်အဖက်တွေအတွက်ကျွန်တော်လုံးဝမယူလာပါဘူးဒီဗီဒီယို processing အတွက်လည်းကျွန်တော်လုံးဝမယူလာပါဘူးနေရာမှာကျွန်တော်တို့ဒီ Microsoft ကိုသုံးလိုက်မယ်ဆိုကျွန်တော်တို့ဘယ်လောက်ကြာမလဲပေါ့နော် Microsoft က200ဆိုတော့ကျွန်တော်တို့ဒီမိနစ်55ဆိုတော့9မိနစ်ဆိုကျွန်တော်1000ပဲကြာပါမယ်စက်တိုက်တွေက245ရဲ့ကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်လောက်ကြာမယ်ဆိုရင်ကျွန်တော်တို့1245ကြာမယ်ပေါ့နော်လောက်ပါပဲကျွန်တော်တို့9မိနစ်ဗီဒီယိုတစ်ပုဒ်ကိုထုတ်လိုက်ပါမယ်အဲ့ဒါကိုကျွန်တော်တို့တောင်းရင်းကနေလည်းရတယ် web note ကနေလည်းရတယ်ဒါ platform တွေအများကြီးကျွန်တော်တို့ဒီမှာထုတ်လို့ရပါတယ်အဲ့ဒီမှာ6မိနစ်လောက်စောင့်ပြီးတဲ့အချိန်မှာကျွန်တော်ဗီဒီယိုတစ်ပုဒ်ရရှိလာပါပြီအဲ့ကျွန်တော်တို့ဒီဗီဒီယိုလေးရဲ့ result ကိုကြည့်လိုက်ကြရအောင်ဒီ result ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါလေးကိုကျွန်တော်ရင် down လိုက်ပါမယ်ဒီမှာလည်းကြည့်လို့ရရမှာကျွန်တော်ကတော့ဒီမှာ down လိုက်ပဲပေါ့နော်ရင် down လိုက်ပါမယ်ကျွန်တော်တို့ down လိုက်မယ်ဆိုရင်ဒီ server ကနေရ down လို့ရတယ်လို့ SC ကနေလည်း down လို့ရပါတယ်ကိုညံနေထင်တဲ့ဟာကို down ပေါ့နော်ဆိုကျွန်တော်တို့ဒီမှာပြီးတော့မှာမယ်ဒီ effect တွေအများကြီးထည့်ရင်ကျွန်တော်တို့ပို့ပြီးတော့စောင့်ရကြာပါတယ်ဆိုတော့ကျွန်တော်တို့ effect လေးတွေကိုဒီစက်တာစောင့်ရတာမကြိုက်ဘူးဆိုရင် effect လေးတွေ short ထည့်လိုက်ပါဆိုတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်နော်အရောင်လေးကကိုယ့်အကိုအဆင်ပြေတဲ့ဟာကိုရေးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော် YouTube မှာတင်လိုက်မယ်ဆိုကျွန်တော်တို့ဖိုက်သွားမှာပါဒါပေမဲ့ရနိုင် ratio 60တင်တော့ 60 ratio 9တင်ပိုကောင်းပါတယ်အမျိုး TikTok တင်လိုက်ရင်တော့ကျွန်တော်တို့5မိနစ်ကြီးတာကြည့်မယ်လို့မရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုထားလိုက်ပါကျွန်တော်တို့ဒါ300ရ500ရပေါ့နော်300 500ရကျွန်တော်တို့ဒီ900တန်ကိုလောက်ရမယ်နော်900တန်ကိုကျွန်တော်ဒီဟာလိုပဲသူ့ကိုချက်ချင်းပဲရှာပြလိုက်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဒါဒီကမဟုတ်ပေါ့နော်လုံးဝဒီကမဟုတ်ဒါ documentary ကနဲ့လုံးရင်ဖိုက်ပါမယ်ဟာပေါ့နော်ဒါဒီမှာ recap မဟုတ်ပဲမယ်ဒါကိုကျွန်တော်တို့ဒီကောင် copy ကူးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဘယ်နှမိနစ်လဲ3မိနစ်နဲ့မှ30စက္ကန့်ပေါ့နော်အဲ3မိနစ်30စက္ကန့်ဆိုတော့ကျွန်တော်တို့4မိနစ်နဲ့တွက်အောင်ပေါ့နော်4မိနစ်ဆို920 2000ကြာတာပေါ့နော်ဒါကိုကျွန်တော်ပိတ်ချလိုက်ပါမယ်ဒီမှာဟိုဟာရှင်းပေါ့နော်ရှင်းမယ်ကျွန်တော်လည်းရှင်းပြီးသွားရင်ဒီမှာပဲရှင်းလို့ရအောင်ကျွန်တော်အဆင်ပြေတဲ့နေရာမှာရှင်းလို့ရတယ်ဒီ link ကတော့လင်းလေးထွက်လာရင်ရတယ်နော်ဒါဆိုကျွန်တော်တို့ဒီမှာဒီစတိုင်ဒီ900ရန်မှာကျွန်တော်တို့စတိုင်ရေးကြည့်ပါတယ်ကျွန်တော်တို့ဒီ documentary ကို documentary ရေးရပါမယ်ဒါ movie recap မဟုတ်ပါဘူးအဲကျွန်တော်တို့ဒီဟာကြီးကို movie recap ရေးလိုက်ရင်အလွဲတွေထွက်လာပါလိမ့်မယ်အဲ documentary ကိုရေးပါမြန်မာဘာမှကိုရေးပါဒီမှာတစ်ဖက်ကိုထားလိုက်ပါ background music ထည့်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာဒါလေးပြန်ပြောင်းလိုက်မှာပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒီလိုမျိုးလေးနည်းနည်းလေးပြန်ပြောင်းလိုက်မယ်
ပြီးရင်ဆက်တိုက်တယ်ကျွန်တော်မထည့်တော့ဘူးပေါ့နော်ဆက်တိုက်တယ်မထည့်တော့ဘူးလိုကိုလည်းမထည့်တော့ပါဘူးကျွန်တော်နည်းနည်းကြာတော့မှဆိုလို့ပါဗလာလည်းမထည့်တော့ပါဘူးကျွန်တော် effect တွေအကုန်ဖြုတ်လိုက်ပါမယ်လည်းဖြုတ်လိုက်ပါမယ်ဟုတ်ကျွန်တော်တို့ YouTube မှာတင်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီ2000နာကိုသုံးပြီးတော့ကျွန်တော်တို့တင်လိုက်မယ်ဆိုရင် document တွေနော် document တွေရေးပြီးတော့ auto recap ကိုနှိပ်လိုက်ပါဆိုရင်ကျွန်တော်တို့ရတော့ပါပြီကျွန်တော်တို့ကူးရနေပြီးတော့ကျွန်တော်တို့ဒီရောက်သွားပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ခဏလောက်စောင့်ပေးလိုက်ပါကျွန်တော်တို့ဘာမှမပါဘူးဆိုရင်တော့ကျွန်တော်တို့ညံပါတယ်ညံတော့ကျွန်တော်တို့ဒီဒုံရင်းတို့ဒီတရုပ် platform လေး download ဆွဲရတာနည်းနည်းကြာတတ်ပါတယ်အဲ့ဒီလိုမျိုးစောင့်ရတဲ့အဆင့်မှာလည်းကြာသွားပြီပေါ့နော်ပထမဆုံးဒီကြီးနဲ့ရောက်ခင်အဆင့်မှာကြာတတ်ပါတယ်အဲ့ဒါလေးကိုတို့ရအောင်စောင့်ပေးပါဒါမျိုးဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့စောင့်နေရမလို့ပါဘူးခဏတော့ processing ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့စောင့်ပြီးရင်ပိုကောင်းပါတယ်အဲဒါကျွန်တော်တို့ duration ကကျွန်တော်တို့3မိနစ်29ပေါ့နော်3မိနစ်29ဆိုတော့ကျွန်တော်တို့1500ပဲဖြတ်သွားပါပါ3မိနစ်နဲ့မှာ31စက္ကန့်ကိုကျွန်တော်တို့2000ဖြတ်ခံရမှာပါနော်ကျွန်တော်တို့ကဒီ3မိနစ်29ပေါ့နော်3မိနစ်ပဲယူလိုက်တယ်ပေါ့နော်တော့ကျွန်တော်တို့4မိနစ်မယူလိုက်ပါဘူးအဲဒါတော့ရှင်းပြတာပါကျွန်တော်တို့ဒီကြော်သွားမယ်ဆိုရင်တော့ကျွန်တော်4မိနစ်ယူလိုက်ပါပါ4မိနစ်ယူပြီးတော့ကျွန်တော်2000ဖြတ်သွားမှာပါတော့ဒီတစ်ခါတည်း file ကလုံးကိုကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်ပြောပြပေးသွားပါမယ်တော့ကျွန်တော်တို့ဒီမှာ file ကလုံးကိုကျွန်တော်တို့ upload တင်ဖို့ဆိုရင်တော့ဒီအမှန်ကြီးလေးထည့်ပေးရပါမယ်အမှန်ကြီးလေးထည့်ပေးပါမယ်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အတန်ကိုပဲသုံးရမယ်ဆိုတော့ဒီ agreement လေးကိုကျွန်တော်တို့လက်ခံမှာရပါမယ်ကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်တို့ဒီသူများအတန်ကိုယူသုံးမယ်ကျွန်တော်ကသိရင်ဖြတ်ပါကျွန်တော်ဖြတ်ပြီးရင်ကျွန်တော်ဒီ logo တွေကိစ္စရတဲ့ဆိုင်တယ်ကျွန်တော်ကဒီ user info ကိုgovernment တွေကိုပေးရပါလိမ့်မယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ကိုယ်တန်ကိုပဲကိုသုံးပါသူများအတန်ကိုမသုံးပါနဲ့သူများတရားစွဲလို့ကျွန်တော် user information တွေလာတောင်းရင်ကျွန်တော်ကတော့ပေးရမှာပါအဲ့တော့ကျွန်တော်အနေနဲ့ဒီကောင်ကိုလုံးဝမသုံးပါနဲ့ဒီကိုရဲ့အတန်နဲ့ကိုသုံးပါသူများအတန်တော့သုံးရင်တော့ကျွန်တော်တို့ပြဿနာယူရတဲ့ဥပမာဒီအမေကြီးနေတဲ့ကိုမင်းမင်းထုံးလိုပါလို့တန်တွေကိုလုံးဝမယူပါနဲ့တော့လေအမပေးပါဘူးကိုတန်နဲ့ကိုတုပ်ပါပြီးတော့သူတို့တန်တွေကိုယူသုံးလို့သူတို့ကတရားမဆွဲမဲနဲ့ copyright လုပ်မယ်ဆိုရင်နော် copyright report ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဟာတွေကဒီ channel တွေပြတ်သွားမှာပါအဲ့တော့ကိုယ့်အတွက်လည်းအကျိုးမရှိသလိုသူတို့အတွက်လည်းအကျိုးမရှိပါဘူးကြောင့်မလို့ကိုယ်တန်နဲ့ကိုစက္ကန့်20စာလောက်ဒီတောက်ရှင်းနေအောင်လို့ကိုတိုက်တဲ့တုံးနဲ့ကိုပြောပြီးတော့ဒီ upload voice ဆိုတာလေးကိုနှိပ်လိုက်ပါဒီ upload voice လေးကကျွန်တော်တို့ဘယ်လောက်ထိလက်ခံလဲဆိုရင်ကျွန်တော်တို့စက္ကန့်20ရာစက္ကန့်30ရာပြီးတော့ဒီစက္ကန့်ကြားကိုကျွန်တော်တို့ထည့်ပေးရပါမယ်တို့ကျွန်တော်ထည့်ထားတဲ့ဒီ AIO ATS ရဲ့ကျွန်တော်တို့ဟိုလေးပေါ့နော်အတန်ဖိုင်လေးပေါ့အတန်ဖိုင်လေးကိုကျွန်တော်တို့ဖွင့်ရပါမယ်ဒီလိုမျိုးပြောထားတယ်ဆိုတာကိုအဲ့တော့ကျွန်တော်တို့ဒီဟာလေးကကျွန်တော်လည်းသုံးလို့မရပါဘူးဒါကလေးမလေးတန်ပါကျွန်တော်ငါးထားတဲ့ကလေးမလေးတန်ဆိုတော့ဟောဒီတိုင်းလေးပဲသုံးတာပါအဲ့တော့ကျွန်တော်လုံးဝ movie ဘက်တွေမှာမတင်ပါဘူးဒါကိုပြတာပါကျွန်တော်ဒါလေးကိုကျွန်တော်သူဘယ်လိုတွင်းလာလဲဆိုတာကိုကျွန်တော်နမူနာပြတာပါတော့ AI repeat တာလို့ကျွန်တော်ကောင်းတာ AI တန်နေလိုက်စင်နေတာလည်းဒါကြီးပို့တော့တပါတယ်အမှန် one click repeat ပြီးလို့အကုန်စားများပြီးတန်နေရုံမကိုက်တို့ကြည်ရင်ရှင်းတောင်းနေတဲ့အတန်နဲ့ပြီးတော့နောက်ခံ background တန်ဘာမှမပါတဲ့အတန်ရဲ့စတိုင်းလွတ်နေတာပေါ့နော်စတိုင်းဒေတာတုံးလေးမှန်မှန်လေးနဲ့လွတ်ပေးနေတာမျိုးကိုကျွန်တော်တို့ကလိုချင်တာပါအဲ့တော့အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ result ကောင်းကောင်းထွက်လာပါလိမ့်မယ်ကျွန်တော်တို့မဟုတ်ဘဲနဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဟောတာကရဒီနောက်ကအတန်တွေပါနေတာတို့ဘာလို့ဆိုရင်တော့အဆင်မပြေပါဘူးအဲ့တော့ကျွန်တော်တို့ဒီဟာကိုဒီလိုမျိုးလေး quality ထွက်လာအောင်တွင်းပေးပါဒီလိုမျိုး quality ထွက်မှသာကျွန်တော်တင်ပေးကျွန်တော်နမူနာတွေပြနေတဲ့ຢာတွေကထွက်လာမှာပါကျွန်တော်ရပါပြီဒါဆိုဒီမှာလုံးဝဒါကိုတင်လို့ရပါပြီအဲ့တော့ဒါပါပဲ